ပဟေလီဆန်ဆန်မူခင်းစကားရဲမှာအကြိုက်လာပါပြီဆိုသူညာထမင်းသားချော်လီဆူဟုတ်ရဲ့ fantasy thriller drama တစ်လေထရှိလို့လာပါပြီမင်းသမီးတွေကလည်း leader ဟီ oh my god ပဝင် RN နဲ့လက်ရှိပြတာနေတဲ့ Beatrix S2 ထဲက Lee Eun Sam တို့ဆိုတော့ share က share ကြီးပဲနော်ဇလန်အချင်းကတော့ဘန်ချူအထတန်းကျောင်းကကျောင်းသူလေခင်းယုံဟောက်ဟာဆိုရင်ငွေကလေးက S line ကိုမြင်ရရဲ့ထူးခြားစွမ်းရည်ကိုပိုင်ဆိုင်ထားသူလေးပါအဲ့ဒီ S line ကတော့ sex relationship ရှိထားဖို့သူတွေရဲ့ဦးကောင်းတပ်မှာဆက်သွင်းနေတဲ့မြင်းနီလေးကိုဆိုလိုတာပဲဖြစ်ပါတယ်။အဲ့ဒီလိုနဲ့တနည်းမှာလူသက်မှုဖြစ်ကွာခဲ့ပြီးအဲ့ဒီအမှုရဲ့တာဝန်ခံဆောင်နောက်ကတော့ဟန်ဂျီဦးလီဆူဟုတ်ပါ။တိုက်ဆိုင်မဲ့ထန်တရားရှိသူရဲ့အိမ်နေရာမှာမြင်းနီတွေနဲ့ပြည်လျာကိုမြင်တွေ့ခဲ့ရပြီးဒီအမှုရဲ့တူးတီတော်မြတ်မြင်ထက်တည်ဖြစ်တဲ့အရှင်ယွန်းဟော့ကလည်းစုံလန်းစစ်စေးမှာပါဝင်ကူညီပြီးသူတတလုံးမြင်တွေ့လာခဲ့တဲ့ S line နဲ့ပတ်သက်ပြီးခြေရခံလိုက်ကြည့်ဖို့ကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်းခင်ယွန်းဟော့ကအတန်ပိုင်ဆရာမဂယူချင်းဟာဆိုရင်ဆွဲဆောင်မှုရှိသူပိုပင်ပဲ S line တလိုင်းမှာမရှိသူဖြစ်ပြီးသူရဲ့ထူးခြားချက်ကတော့တခြားသူတွေကို S line ကိုမြင်နိုင်တဲ့မျက်မှန်ကိုတတ်ဖို့လိုက်ပြီးတိုက်တုံးနေတတ်တာပါပဲဒီမျက်မှန်ကြောင့်လူတွေ S line ကိုစကြင်မြင်လာကြပြီးတိုးဝဲထားခဲ့တဲ့အမှန်တရားတွေနဲ့လူရင်းရမခိတ်တွေကဘူးပေါန်တလူပေါ်ကုန်ကြတဲ့အခါမှာတော့ S line ရဲ့နောက်ွယ်ကလိုဝက်ဆန်းကျဲတဲ့အမှန်တရားကဘာများဖြစ်နေမလဲဆိုတာကိုစောင့်ကြည့်ကြစို့နော်စကားကိုကြည့်ချင်ရင်တော့ဂုမတ်မှာဟိုင်းကန်ပြေုံနဲ့ကြည့်လို့ရမယ် Telegram link ကိုပို့သွားပေးမှာဖြစ်ပါတယ် Telegram link ကိုဘိုင်းအောင်မှာကြည့်လို့ရပါတယ်ဂုမတ်မှာလည်းထည့်ပေးထားပါမယ်ဗျကြည့်ကျင်တဲ့ကားမှရှိရင်ဂုမတ်မှာမှန်းဟဲပါပါဗျ